customer ကောင်းကောင်းဆက်ဆံကြလို့ပြောထားတယ်တချို့လူတွေကကောင်းကောင်းဆက်ဆံတယ်တချို့လူတွေကကောင်းကောင်းမဆက်ဆံကျွန်တော်တို့ customer service နဲ့ပတ်သက်ရင် customer service ဆိုတာဘာလဲကိုယ်ဆိုင်မှာကိုယ်လုပ်ငန်းမှာမရှင်းဘူးဆိုရင်ကိုယ့်ရဲ့ customer service brand promise ကရိုင်သွားနိုင်တယ်ဆိုကြပါစို့ဝန်ဆောင်မှုကောင်းတယ်လို့ပြောတာ supervisor အတွက်တစ်မျိုးဖြစ်နိုင်တယ်ဝန်ဆောင်မှုကောင်းတယ်လို့ပြောတာ manager သိထားတဲ့တွေ့ကြုံရတစ်မျိုးဖြစ်နိုင်တယ်ဝန်ဆောင်မှုကောင်းတယ်ဆိုတာအငယ်တွေရဲ့တွေ့ကြုံရတစ်မျိုးဖြစ်နိုင်တယ်အဲ့တော့ message တစ်ခုဝင်လာရင်တချို့လူတွေက3မိနစ်တွင်းဖြေမယ်တချို့လူတွေက3နာရီတွင်းဖြေမယ်တချို့လူတွေနောက်နေ့မှဖြေတာဖြစ်နိုင်အဲ့တော့ကျွန်တော် customer service လို့ပြောတဲ့ခါကျရင်သတ်မှတ်ချက်ရှိဖို့လို့ပြုံးမယ်ဆိုရင်ဘယ်လိုပြုံးမလဲနှုတ်ဆက်တယ်ဆိုရင်ဘယ်လိုနှုတ်ဆက်မလဲရှင်းရှင်းလင်းလင်းသတ်မှတ်ချက်ရှိထားရမယ်အဲ့ဒီတိုင်းလုပ်တာတွေကို customer service ကောင်းတယ်လို့သတ်မှတ်နိုင်ရမယ်ရှင်းဖို့လိုတယ် customer service ကောင်းအောင်လုပ်ကြပါလို့ပြောတာ customer service ကောင်းလာစေတာမဟုတ်ဘူးသတ်မှတ်ချက်တွေကိုလုပ်ကြပါလို့ပြောတာ customer service ကောင်းစေတာဖြစ်တယ်ဒါလို့မို့ business coach ပါ